ဘာလဲ40ဟိုမှာ20နဲ့ဆိုမှာ60နော်ဘာလဲရေခဲ30 90ထားနော်90ထားတဲ့ခါကျတော့ငါက40ပြီးတော့ မင်းတို့အရှုရဲမင်းဝယ်ရတယ်ပြောတယ်ဒီလို40ပြီးရဟုတ် အဲ့ဒီ40ကငါပါလေဆိုတော့နေဘယ်လောက်ကုန်လဲ40ငါ40မင်း30 90 ဒါလည်းနေ30ပဲကုန်ပါလိတော့အရှုရကြောတူရတဲ့ဖက်မတွန်းနေတဲ့ဖက်ကြောငါ့ကိုကျွေး40ပြောဖြစ်တယ်အဲမင်းဝယ်မှာတော့ငါဒီလို40ဖြစ်တော့မှာ20ပဲဖြစ်တော့မှာတော့ငါပြန်ပြောအေးကွာဟိုမှာ20နော်အေးအကောင်လုံးတွက်ပြီးတော့မင်း40နှုတ်လာလို့ငါပြောပြရတာအေးကွာဘာလဲဟိုမှာ20ဆက်လာတော့20အားရတယ်ကွာဘာလဲဒီမှာကွာဟင်းမိုးက40 60အေးအထွေးနှစ်ပလင်းဆိုရင်90ဟော80ဘာလဲ80ဘာလဲငယ်နဲ့ဆိုတော့90တော့တကား40ပြတော့မှာလားခွင့်ချတော့50ပေါ့အဲ့ဒါအတွက်ကြီးမှာပေါ့ဒီသူ့20ပြီးတော့ခဏတော့ငါပါရတော့ညင်းတယ်